စာတော်မှဆရာဝန်အမှတ်မိမှလူရဝင်တယ်လို့ထင်နေတဲ့သူတစုရှိတယ်အဲ့သူတွေကိုကျွန်တော်ပြောချင်တာကဘာလဲဆိုရင်အခုချမ်းသာနေတဲ့နံပါတ်1တထေးတွေကဆရာဝန်အမှတ်မိခဲ့လားကျွန်တော်ကဒီရွာမှာနေတာဆိုတော့လေတွေကိုင်းနေရှိတယ်အဲ့မှာကိုင်းခုတ်ချိန်ဆိုတာရှိတယ်ကိုင်းခုတ်ချိန်ဆိုရင်အဲ့ကိုင်းထဲမှာမွေးတွေရမ်းပေါ်တယ်အဲ့ဒီမှာပိုးထိရင်ရွာသူတွေကအနည်းနဲ့အများ10ယောက်မှတဝက်လောက်ကအသက်ပေးရတယ်ကျွန်တော်ငယ်တုန်းကပေါ့နော်အသက်ပေးရတယ်နောက်ထပ်ဆေးရုံအချိန်မီသွားဖို့လိုတယ်အဲ့ဒီအချိန်မှာလမ်းပန်းဆက်သွယ်ရလဲခက်ခဲတယ်အဲ့ဒီအချိန်ရပေါ့နော်ခက်ခဲတဲ့အချိန်မှာဆေးရုံအချိန်မီမရောက်ရင်မျက်လုံးထဲမှာအဲ့လူကိုမြင်နေရတယ်ကောင်းမယ်ဆိုတာကြိုသိနေရတဲ့ဒါပေမဲ့ဆုံးရှုံးသွားရတယ်အဲ့ဒီຢာကိုကျွန်တော်ဘယ်တော့မှမဖြစ်ချင်ဘူးနောက်ထပ်နေမကောင်းပြီးဆုံးမသွားတဲ့သူတွေဆိုရင်ကျွန်တော်အရန်ကျင်းထဲမှာမကောင်းဖြစ်တယ်အဲ့ဒီຢာတွေကိုကျွန်တော်ကုပေးချင်တဲ့အတွက်ကျွန်တော်စူးစမ်းတယ်ဆရာဝန်ဖြစ်ဖို့စူးစမ်းတယ်ကျွန်တော်ငယ်တော့ဆိုရင်ကျွန်တော်တဒန်းနဲ့9တန်းအထိကိုကျွန်တော်ဘာတွေရခဲ့လဲဆိုမြန်မာအင်္ဂလိပ်သင်ချာကျွန်တော်အမှတ်100ပဲလုံးဝမရောခဲ့ဘူးရောတဲ့နေ့ကျွန်တော်ထိုင်ငိုတဲ့နေ့ပဲအဲ့လောက်ထိစူးစမ်းခဲ့တယ်ဒါပေမဲ့အတန်းကြီးလာတဲ့အခါမှာကိုအဲ့တဒန်းနဲ့9တန်းထိကိုကျွန်တော်ဗာလဲဆိုစာကြက်ရကောင်လည်းကျွန်တော်မသိဘူးစာမကြက်ဘူးဆရာမတင်တဲ့စာကိုပဲစာအုံးပွဲဖြည့်ပြီးမေးပြီးဆိုကျွန်တော်အတိုင်းပဲရေးလိုက်တာအိမ်မှာစာဘတော်မှပြန်မကြက်ဘူးအဲ့တော့အတန်းကြီးရောက်တော့ဗာဖြစ်ရလဲဆိုရင်ဒီစာတွေကိုကြက်ရမယ်ဆိုတာနားလည်လာတယ်အဲ့အချိန်မှာကိုခလေးဆိုတော့ကိုယ့်ရဲ့ lifestyle ကို control မလုပ်နိုင်တဲ့အတွက်ဒီ10တန်းမှာကျွန်တော်အမှတ်100ပေါ့နော်အမှတ်100လို့ပြီးတော့ကပ်ပြုတ်ခဲ့တယ်အဲ့ကပ်ပြုတ်ခဲ့တဲ့အခါမှာလဲကျွန်တော်ကိုနောက်နိုင်လဲရတယ်မှားတယ်ပြကျွန်တော်အားလုံးဝေခံထားရလေအမှတ်100ကျော်ကျွန်တော်လိုပြီးတော့ကျွန်တော်ကပ်ပြုတ်ခဲ့တာလေကျွန်တော်တမတ်လို့လည်းလိန်ပြောတာလည်းမဟုတ်ဘူးပေါ့နော်ဒါပေမဲ့အမှန်တိုင်းပြောတာပါကျွန်တော်တကယ်ဆရာဝန်ဖြစ်နေတာပါဒါပေမဲ့အခုလောဆယ်မှာမဖြစ်နိုင်ပင်မဲ့ကျွန်တော်အခုဇလန်တွေထဲမှာတော့ဆရာဝန်ဖြစ်နေတရုပ်ဆောင်နေရတယ်ပေါ့နော်ကျွန်တော်ဗာမေဂျာတက်လဲဆိုတော့ကျွန်တော် zoology ပါခင်ဗျzoology တက်လိုက်တယ်အဲ့ဒီမှာလဲကျွန်တော်မဟာတန်းဒေါက်တာဝက်ယူဖို့ပြင်ဆင်နေပါတယ်ခင်ဗျဟုတ်ကဲ့ခင်ဗျနောက်ထပ်အဓိကကကြတော့ကျွန်တော်ကိုလာပြောတဲ့သူတွေတချို့ကကြတော့ကျွန်တော်ပြောတာကိုရည်စရာလေးအနေနဲ့သဘောထားတဲ့သူတွေရှိတယ်ဒါပေမဲ့တချို့ကကြတော့ဘာဖြစ်ကြလဲဆိုရင်စာတော်မှဆရာဝန်အမှတ်မိမှလူရဝင်တယ်လို့ထင်နေတဲ့သူတစုရှိတယ်အဲ့သူတွေကိုကျွန်တော်ပြောချင်တာကဘာလဲဆိုရင်အခုချမ်းသာနေတဲ့နံပါတ်1တထေးတွေကဆရာဝန်အမှတ်မိခဲ့လားဆရာဝန်ဖြစ်ဖို့ကြိုးစားခဲ့လားနောက်တစ်ခုကျွန်တော်တို့ဒီကနေ့မှာရက်တည်နေကြတဲ့သူတွေမှာလည်းအတန်းပညာမှာမတော်ပေမဲ့စီးပွားရေးပညာဘဝလူမှုရေးပညာရေးမှာတက်ဆွမ်းနေကြတဲ့သူတွေရှိတယ်တချို့ကျွန်တော်အသိတွေထဲမှာပဲရှိတယ်စာဆိုရင်ဘယ်လောက်ကြက်မရဘူးသူတို့သိတယ်ဒါပေမဲ့စီးပွားရေးနဲ့ပတ်သက်ရင်ထက်နေနေရပဲအဲ့လိုလူမျိုးအများကြီးရှိတယ်အဲ့တော့ကျွန်တော်ပြောချင်တာဘဝမှာအဓိကကိုယ့်ရဲ့ဘဝကြီးမှာကိုလိုချင်တဲ့ target ကိုထားပြီးတော့စာအုပ်ပဲစူးစမ်းနေဖို့လည်းမလိုဘူးဒါပေမဲ့စာတော့မစူးစမ်းရဘူးလားစူးစမ်းပါဒါပေမဲ့ကိုဖြစ်ချင်တော့စူးစမ်းလေကိုဖြစ်ချင်တဲ့အရာကိုပိုင်းခြားနိုင်ပြီးတတိကျကျဝေဖန်ပိုင်းခြားနိုင်ပြီးဖြစ်အောင်လုပ်နိုင်မှာတကယ်လူတော်လို့ခေါ်တာကျွန်တော်လည်းအဲ့လိုဖြစ်အောင်စူးစမ်းနေတယ်အဲ့ဒါကြောင့်အယူမမားကြပါနဲ့ဘာလို့လဲဆိုရင်တချို့ကကျွန်တော်ကိုလာပြီးပြောဆိုတဲ့သူတွေထဲမှာအဲ့ဒီအမှတ်တွေအများကြီးရမှာလူရဝင်မဲ့ style မျိုးနဲ့ပြောနေတယ်ဆိုတော့အဲ့ဒါတော့ကျွန်တော်လက်မခံပါဘူးခင်ဗျာဟုတ်အမှတ်100လို့ပြောရတဲ့အချိန်မှာဘယ်လောက်တော့စိတ်ခံစားချက်ဖြစ်သွားလဲကျွန်တော်ဘယ်လောက်တော့မှစိတ်ခံစားချက်ဖြစ်သွားလဲဆိုတော့အဲ့ဒီနေ့ကကျွန်တော်တို့ကမေကွန်းခတ်တယ်ဗျမေကွန်းခတ်တော့အရန်ခတ်တဲ့အချိန်မှာကျွန်တော်ဂုံတူးမှန်းထားတဲ့ဘာသာရှိတယ်ကျွန်တော်က10တန်းရောက်တဲ့ခါမှာကျွန်တော်ဆရာဝန်မဖြစ်နိုင်တော့ဘူးဆိုတာတော့သိတယ်ဘာလို့လဲဆိုကိုကြက်ထားကိုသိဆုံးနေဒါပေမဲ့ဂုံတူးမှန်းပြီးတော့ကျွန်တော်ဆရာဝန်မဖြစ်နိုင်တော့မှအင်ဂျင်နီယာလောက်တော့ကျွန်တော်မှန်းလိုက်တဲ့အတွက်ကျွန်တော်ဖြည့်တယ်တင်ရှာဓာတုယူပစီဝါကိုကျွန်တော်၄ဘာသာမှန်းလိုက်တယ်မှန်းပြီးွားရင်ကျွန်တော်အင်ဂျင်နီယာကျောင်း AC တက်မယ်ဆိုပြီးတော့လုပ်လိုက်တဲ့အခါမှာတကယ်အဲ့တော့တခုခုဆိုရင်ကျွန်တော်လေ့လာပါသင်ယူပါနောက်တစ်ခုကျွန်တော်ပြန်ပြီးလေ့ကျင့်ပါပြန်လည်လေ့ကျင့်ပါကျွန်တော်ဘယ်တော့မှပြန်မလေ့ကျင့်ဘူးကျွန်တော်ရဲ့အကျင့်ဒါရသွားပြီဘယ်တော့ပဲဖြစ်ငါရတယ်ဆိုတော့တွေးခဲ့တာစောင်းပွဲခန်းထဲရောက်တော့မေကွန်းခတ်တာနဲ့ကိုပြန်ပြီးလေးမကျင့်ထားတာနဲ့တိုးလိုက်တဲ့အချိန်မှာသွားပြီငါးမမောက်တာပဲအဲ့ဒီအချိန်မှာကျွန်တော်တော်မှစောင်းပွဲခန်းထဲမှာလဲစောင်းပွဲခန်းထဲကထွက်တော့ကျွန်တော်အပိုင်နိုင်ဆုံးဘာသာတွေကျွန်တော်မျက်ရည်ကျပြီးကမှထွက်ခဲ့ရတယ်အဲ့ဒါပြီးတော့တော်မှ10တန်းအောင်စီထွက်တော့ကျွန်တော်နာမည်မပါပါစင်နဲ့စဉ်းစားတာရှုတောင်းတာဘာဖြစ်လို့လဲဆိုရင်ပြန်ဖြည့်ချင်တယ်ဆိုတာကိုအဲ့အချိန်မှာစဉ်းစားလိုက်တော့လဲအိမ်ကအဖေတွေမိတွေကဘာပြောလဲဆိုငါသားဖြည့်ခဲ့တဲ့လောက်ပဲဘာလို့လဲဆိုတနေ့ရှုံးသွားပြီဆိုရင်အဲ့တနေ့အတွက်လဲကိုပေးထားတဲ့အချိန်တွေကမနှဲဘူးငါသားဒီလိုဒီဟာမျိုးမှမဟုတ်ဘူးကိုလမ်းကြောင်းပေါ့အစောကပြောသလိုလူတော်တယောက်ဆိုတာကိုရှောက်မဲ့လမ်းကြောင်းပေါ့ကိုယ်တိုင်စူးစမ်းပြီးတော့စာတော်နေမှမဟုတ်ဘူး
စူးစမ်းပြီးတော့တေချာဝေဖန်ပိုင်းခြားဆုံးဖြတ်ပြီးကမှတက်လန်းနိုင်ရမယ်ဆိုတော့ပုံစံမျိုးနဲ့ကျွန်တော်အိမ်ကအားပေးတာပေါ့နော်အားပေးတဲ့အချိန်မှာကျွန်တော်10တန်းဆောင်ပွဲအမှတ်ထွက်လာတဲ့အခါမှာအဲ့လိုစေးကြောင်အမှတ်100ကျော်နဲ့ကပ်ပြုတ်ခဲ့တာပေါ့နော်အဲ့ဒါတော့တကယ်မမှတ်ရပါဒါပေမဲ့ကျွန်တော်ဆောင်ပွဲအောက်စီထွက်တဲ့အချိန်မှာခံစားရတယ်ဒါပေမဲ့ကြိုတင်ပြင်ဆင်ထားတဲ့အတွက်ပျော်နေပါတယ် ဇူးနဲ့ပတ်သက်ပြီးမှာဝက်ဘာဝက်ယူ ဟုတ်ကဲ့ခင်ဗျကျွန်တော် zoology major မှာကျွန်တော်ဒေါက်တာဘွဲ့ယူဖို့အတွက်ပြင်ဆင်နေပါတယ်အကျိုးစားနေတယ်ပေါ့နော်စူးစမ်းနေစေလူငယ်တယောက်ပါဒါပေမဲ့အခုအနုပညာလုပ်နေတဲ့အတွက်ပေါ့နော်ကျွန်တော်စာဘက်လေးကိုအမှန်တကယ်ပြောရင်ကျွန်တော်တက္ကသိုလ်ရောက်တော့ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိသွားပြီရှိသွားတဲ့အတွက်ကျွန်တော် qualify နေမဟာတွေကျွန်တော်ဝင်အောင်ဖြည့်တာဖြည့်ပြီးကမှကျွန်တော်ရောက်တာပေါ့နော်အဲ့ဒီကြတော့ကိုကို control လုပ်နိုင်သွားပြီဒါပေမဲ့အခုကျတော့အနုပညာလုံးတော့စာဘက်ကိုကျွန်တော်မလှည့်နိုင်ဘူးအရန်ပင်ပန်းတယ်ပင်ပန်းတော့အားကြောင့်ကျွန်တော်ခဏဒီကြီးရွယ်ချက်ကြီးကိုခဏလောက်လေးစိုက်ငံ့ထားတာပေါ့နော်ဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်